Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ပျောက်သွားတော့ကြာပါပြီ Okay ကျွန်တော်ဒီနေ့မှာ YouTuber Han Game MM ဖန်တီးထားတဲ့ The Yellow Bus ဆိုတဲ့ mod ဆိုပါဘောနော်သူ့ကိုလည်း subscribe လေးတွားလိုက်ကြပါသူ့ video တွေတော်ကောင်းပါဘောနော် Okay အဲ့တော့ let's go ဟာ he is watching you ဘာမှလည်းမသိဘူးဟာဘယ်နေရာမှာပေါ်လာလဲကွာပေါ်လာနေရတကယ်စောက်ဆိုင်ကြီးလို့ထုတ်ပါပဲအော်တဲမောဆောမှာပဲပေါ်လာနေအောင်လဲရှိုးလာတပင်လေးပြင်းနှံငါတဲလိုက်ပြီးတော့ထွက်ပြန်အော်စကယ်လီတန်လေးတဲလာကြောင်းပြောင်းအေးနှကောင်ရမ်းဖြစ်နေငါတက်ခေါ်လာအောင်ဟဲ့ခဏနေအောင်လို့ခုနိုင်မလဲတော့ကျွန်တော်လည်းမသိပါဘူးခုလောဆယ်မှာတော့ဟာတာထိနေမယ်ဟိုဘက်တည်းပဲတာခေါ်ရကောင်းတယ်ဒီကောင်နေတော့အောင်နောက်တဲ့ကောင်လေးကွာတည်မလားဘရိုတို့ကအခုအဒီတော့နေကြတယ်နဲ့အဲ့တော့ skeleton တွေဇွန်ဘီတွေကမီးမလောင်တော့ဖြစ်ချင်ရတယ်ဖြစ်တော့ကျွန်တော်ဒီတော့နေမြင်ထွက်ပြရမယ်အခုလောဆယ် crafting table ရင်လုံးဒါထုံးစံမယ်တော့ crafting table ရင်လုံးလိုက် crafting table လုပ်ဖို့ရဆိုတော့ကျွန်တော်တိုးချောင်းလုံးဖို့ကျွန်တော်စော့တချောင်းလုံးပြီးဟို skeleton နှစ်ကောင်တော့ဖြစ်ရှင်မယ်ဟိုကောင်တော့နိုင်သွားတယ်တဲ့အဲ့တော့တကောင်မှကြံတကောင်တော့ဖြစ်ရှင်နိုင်မယ်ရော့ဖင်းဒီဝါရအောင်တစ်ချက်ပဲဘယ်တော့ကျွန်တော်ဒီတော့ရနေထွက်ပြေးဖို့အတွက်ကျွန်တော်ရေထဲကနေကူးမှာဖြစ်ပါတယ် Okay let's go ဆက်သွားတာဟိုမှာချက်တူရွေးလေးရတော့ချစ်စရာလေးပဲဒါပေမဲ့လဲမမွေးပါဘူးကျွန်တော်မွေးဖို့ချိန်မရအောင်ခုဒီကောင်ကခုကျွန်တော်စောင့်နေတဲ့ရဲလိုပဲဆိုရင်မှ၄ရက်အတွင်းမှာလာမှကျွန်တော်ရှိအဲ့တော့သူရဲ့အတက်ဖောင်မလာခင်ကျွန်တော်တို့၄ရက်အတွင်း item တွေကိုရအောင်စုထားအခုလောတိုးရင်တမရောမှာတည်တယ်ရတယ်တိုးတကောင်ရတယ်ဆိုတော့ဟာအာယုန်နေဆိုကျွန်တော်ရင်ဆုံးနေတယ်မကောင်ကြီးWooden picker လုံးဝိုင်း stone picker လုံးဝိုင်း iron 2မှာတော့ let's go ဒီမှာ wooden picker နဲ့တူးမယ်တူးရလောက်ဆိုရဆိုရင်မှာ stone picker လို့ဟိုတော့မှာ crafting table ပဲဒါပေမဲ့နေဝင်နေရလားဟာဟိအောင်နေဝင်နေရမဟုတ်ပါဘူးဝင်ပြီးတော့ဒါအရှင် start ကြောင့်ထင်တယ်ဒါ version 1ဆိုတော့တည်တိုင်းတူးမယ် Okay အာယုံ3လုံးတော့ကောင်းတော့3လုံးအာယုံ3လုံးကောင်းတယ် so good Okay cool လေ6လုံးတော့ရမှာချင်တယ် Okay ညရအဆင်ပြေပါဦးကွာကျွန်တော်6တွေ့ကန်ငါစင်းဆိုတော့မကြိုက်ဒီညလေးတော်ကောင်းတယ်ငါတော်ရှာထားတယ်ဒီညမှာပဲအိမ်ဆောက်လိုက်တော့အခုဒီအစ်ထွက်ထား1.21.132อ่ะကောပါအာမိုင်ပါတယ်ဆိုတာမသိဘူးဗျကျွန်တော်လည်းကောပါအာမာလေးချက်လောက်ဆက်လုပ်ကြည့်အောင်ကောပါအာမာသူများပြောတော့ကောင်းတယ်လို့ပြောတာပဲပြီးတော့ဒီမှာ spear ဆိုတဲ့လမ်းတစ်ချောင်းလေးပါလာရထပ်ပြီးတော့အဲ့တော့ let's go ခေတော့ကျွန်တော်ကောပါရပြီပေါ်တက်ပူလို့ရှိရင်ကျွန်တော်အိမ်ဆောက်ဖို့အတွက်ဒီရရှာနော်ခရင်ရဖို့အတွက်အရင်တိုးတက်တယ်တိုးနှစ်ကောင်ရပြီတိုးနှစ်ကောင်တက်ပူရဆိုတော့ခရင်ရကျွန်တော်အနီအောင်ပြောင်းပါဗောနော် Okay အဲ့တော့လုံးမယ် Okay ရင်ဆုံးအနေနဲ့အယောင်တင်မှုတ်လေးလုံးမယ်မှုတ်လေးလုပ်ပြီးရင်တော့ညိုတင်ပြင်အဖြူနှစ်ခုတင်ဥရလို့ရှင်တော့ရပြီဆိုရင်တော့ green shot ကောက်လုပ်လိုက် grab ပါဘောနော်နေတော့ဝင်တော့မယ်နေဝင်နောက်တစ်ရက်ကူးမယ်နောက်တစ်ရက်ကူးရင်အချိန်တွေကပိုနေလာမယ်အကြိုင်ကျွန်တော်တို့တော့ကတကယ်ကိုခက်ခဲလာမယ်နော်အခုလောဆယ်တိုင်လေးရင်ထောင်မယ်တိုင်ထောင်ပြီးွားလို့ရှင်တော့ကျွန်တော်နေဝင်လာဖြစ်တဲ့အိမ်ဟဲ့
ကျွန်တော်ကတရေမော့တာဆော့တာပေါ့နော်တရေတော့ကြောက်တယ်တော့ညမရအောင်တော့အခုမြင်အိမ်နေပါတော့ဟဲ့အိမ်နေပါလေအစင်သိမဖြစ်သေးဘူးဆိုတော့ညမြင်ရောက်တော့အေးချင်းနေပြီလို့အိမ်ဝါဆိုတော့နိုးပြီဆိုကျွန်တော်ရေအင်တာဆော့ဖို့ပြင်မယ်ဟာ he is watching you တော့ဟာဟိုမှာအင်းကတော့မတော့ကောင်းမယ်ထင်တယ်ပေါ့နော်ကျွန်တော်လည်းဟိုတက်လာအဲ့တော့ကျွန်တော်ရင်နောက်ပဲနေမယ်ပေါ့နော်ဟာမပြန်သေးဘူးဟာဒုက္ခပဲကျွန်တော်လည်းမတူတော့မယ်အဲ့ဒီကဘာမှာဘာညာ craft မယ်ပေါ့နော် craft မယ်မီးဖုံမယ် okay ပြန်ပြီလားပြန်သေးဘူးဟာကျွန်တော်တော့ဆွဲရှိရဲ့ကြောက်မယ်ကွာဟာcrafting တွေလည်းလုံးအိမ်သားမှာဆိုတော့မြည်ရတော့ဘောနော်ကျွန်တော်လည်းအိမ်သားရောက်လာတယ်ကျွန်တော်အခုမှတွေ့ရလဲကြည့်2000နဲ့တော့ရတယ်2000နဲ့တော့2000နဲ့တော့ရဟိုခုကျွန်တော်တားစားလေးကိုတွင်းနေပြန်ယူရတားခုံမလားသူ့အသက်ဖောင်မလားတော့သေးယောဟာဘာလို့ခိုင်းတော့မှာလဲစီစားလာမရင်းလေဟာဒုက္ခပဲဟာတော့မရင်းတာပဲ bro ရေအိမ်ဆက်ဆောင်မယ်လေကားထောင်မြင်ကျမ်းမြင်နေတက်မကျမ်းမြင်တော့ slap ပြပဲတော့ဘာလို့လဲဆိုကျွန်တော်ကပို့ချောင်းကောင်းမနော်အဲ့တော့ဆက်ဆောင်မယ်โอเคအိမ်ဆောက်လာအောင်မယ်အင်းကတော့ကျွန်တော်က full block အမြင်တော့ပဲเนาะသူတကယ်လို့အိမ်သားရောက်လာခဲ့လို့ရှိရင်တော့ကျွန်တော်ခုတ်လို့မရအောင်ပေါ့เนาะအောက်မှာဆိုရင်တော့အနည်းများတာပေါ့เนาะလို့ရတည်ရတာโอเคအင်းကတော့ပြီးတော့အိတ်တာပဲကျိုးရှင်ပါလေเนาะโอเคကျွန်တော်ဒီနားမှာလောက်ထားခဲ့တဲ့ဟာတွေကျွန်တော်ပစ္စည်းဖြတ်ကောင်ပြန်ရဟဲ့ခုမှဆိုတော့ကျွန်တော်တို့သူ့ကိုဖမ်းဖို့အတွက်ထောင်ချစားဆိုင်ပေါ့နော်မောင်ကရုံးအတွက်ထောင်ချပေါ့နော်3မိလောက်နဲ့တက်ပြီးတော့တူလိုက်ပါကျွန်တော်ဒါ hanging bro brother စောက်တဲ့တိုင်းမှာလိုက်စောက်တာပေါ့တထရရတယ်သူကဟဲ့ခေတူးမယ်ခေရโอเคအမပစ္စည်းထားဖို့လွယ်လို့ဟုတ်ကျွန်တော်အိယာရင်ထားမယ်အိယာထားပြီးရတယ်ကျွန်တော်တို့အိမ်မယ်ညရောက်တော့မယ်ဆိုတော့အိမ်မယ် yeah okay good night night okay နိုးလိုက်ဆိုကျွန်တော်ဒီ3ရက်မြောက်နေ့မှာသူ့ကိုဖမ်းဖို့အတွက်ကျွန်တော်ပစ္စည်းအကုန်စုရမယ်မယ်ဆိုလောဆယ် restaurant တူဖို့တမိုင်းလေးရှိမယ်မိုင်းကျွန်တော်ခဲထားရှာမယ်အဲ့ဒါကိုကျွန်တော်ဖြတ်လိုက်တော့ဘာလို့လဲဆိုတော့အရင်ကကြာမဟုတ်လို့ပေါ့နော်ခုလောအောက်မှာဆိုမြင်လာမှုနေအဲ့တော့ကျွန်တော်ဆိုမြင်တော့ဖို့တဲ့ကောပါဟာလေးလုံးမှာပေါ့နော်ကောပါပစ္စည်းလေးကောပါဆော့ကောပါ X တော့လိုက်ပြီ he's watching you oh my ပြောင်းလိုက်ထားလိုက်တော့ okay ဆုံးဒီပတ်ဖြစ်ရှင်အောင်ကျွန်တော် okay မနေ့ရောက်ပြီကိုမလေး restaurant မနေ့ချလိုက်ရပြီအခုမှတရုံးမတွေ့ရောတရုံးငါးဦးအောင်ရကျွန်တော်လမ်းမှာတန်တွေ့လို့တန်ပစ်ကလေးတူရအောင်နော် okay အိမ်ပြန်မယ်ပြေးတော့ဒီနားမှာပေါ့စားပေါ့နော် okay နောက်တော့ restaurant နေထားမယ်ပေါ့နော် restaurant နေထားပြီး close ထားပြီးတော့ဟိုလိုများပြတဲ့ဟာလေးစက်ကမယ်အခုကျွန်တော် skeleton shed တက်ထားဘူးမှဟိုနဲ့ထပ်ပေါင်းအောင်ပေါ့နော် stone နေပါညာနဲ့အဲ့ဆိုရင်ဒီပြတဲ့ဥစ္စာလေးရပါဘောနော်မတွေ့ရမယ်ပြတဲ့ဥစ္စာလေးရတယ် okay ပြန်တက်မယ်ပြန်တော့ဘုံ restaurant သွားစီရမှာဖြစ်ပါတယ်
restaurant တစ်ခုစီပြီးရင်နောက်တစ်ခုထပ်စီဒါဆိုတော့ restaurant လောက်ပါတယ်ဟုတ်တယ်မလားကျွန်တော်မလောက်တော့တင်5ခုပဲရှိရတယ်ဒီတော့ပြေးလိုက်မယ်ဒီတော့ပုံမှန်လို့တင်လို့ရလီပါကလို့လေးတာပြီးတော့ craft လောက်အောင်craft ကတော့လို့ရပါတော့ okay ရပြီ okay ယောရပြီတော်လေးကိုမှာပြီခုလောတော့ကျွန်တော်အထက်ကိုရေးထည့်ရမှာဖြစ်တဲ့အတွက်ရေးခပ်ဖို့ရေပုံးလုပ်ဖို့တန်3လုံးရှိရကျွန်တော်မှာအတန်နဲ့ကျွန်တော်ရေပုံးလုပ်မယ် okay ငါလည်းပြန်ဆင်းလာပြီ okay တဲ့မယ်ဟာငါပြင်လို့မထက်နဲ့ဟောထက်တယ်ပြန်ကိုရအီးမပါပြင်ကုန်းမိနေဒုက္ခမကြောက်ဘာလို့လဲဒီမြေကြီးလုံးလေးဖြတ်ကြည့်လိုက်မယ်ရောလောက်ကြောက်တယ်အေးဟုတ်တယ်ကြောက်ရင်ဆိုရင်တော့ဒီလိုလုံးပေးသေးအဲ့လိုနှစ်ချက်နေရမှာလေ okay ပေးပါ okay အလုံးကတော့အစင်တင်မယ်အဲ့တော့ကျွန်တော်ဒီညအောင်စောင်းဖို့ပဲလိုတော့ပါတယ်ပေါ့နော် okay နော်အခုကောင်လေးတွေဘာညာရှောက်လိုက်တက်လာအောင်ပေါ့နော်နေရင်ပဲအဲ့ဒါရေးလိုက်မှရှုပ်လို့ကြာလို့ okay နော်စောင်းနေညတော့ရောက်လာခဲ့ပြီညတော့ရောက်လာပြီဆိုကျွန်တော်အခုမှဟိုကောင်စောင်းမယ်ကရုံးပါဘောနော်ဟုတ်တာပဲမိနေဒီကောင်လေးနေမှရလို့အိတ်လိုက်တော့မှာ watching you ဟိုမှာရိုင်းနေလက်ကလေးလာဟာဆဲပါဆဲတော့ခုမလားဟာဒီကောင်4ရက်နေမှာငါ3ရက်နေထင်ပြီးအိတ်လိုက်တာဟိုစောင်းနေပြီတကယ်ကျွန်တော်ညစောင်းနေရေးလိုက်တာပေါ့နော်ကက်ထဲမှာအက်ဒီတာဆိုလေအက်ဒီတာအကြာကြီးပဲကျွန်တော်ပြောနေရတာစကားလေး okay ခုလောဆယ်တော့ဟိုကောင်ချမှုတန်တာကြီးရှိတာတင်တာကြောင့်တော့မယ်အိုးတန်နေများကြီးပဲအတော့ let's go ဒီတိုးတော့မယူလိုက်တော့ okay တန်တူးမယ်ဘယ်နှတော့ရမလဲအာယုံ okay အိုးအာယုံ10တော့နော်ကောင်းတယ်10တော့ရတယ်အော်ဒီပါဘာလို့လဲဆိုခုနကကျွန်တော်ဇူမီကိုက်ခင်ရတော့အတက်တော်နေနေရအဲ့တော့တေးခံလိုက်တယ် okay I'm sorry ရပြီဆိုတော့ just play လို့ကောင်းမလားလို့တော့ပါရှိပဲလို့တော့မှာအဲ့တော့နော်တဒါ craft မယ်တဒါရှစ်တုံးရရှိလို့မို့အတွက်ရှိရပါရှိရရင်တော့ကျွန်တော်လုံခြုံတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါနဲ့ကားပြီးခုတ်လို့ရတယ်အဲ့တော့ကျွန်တော်တကယ်တော့ဒီညစောင်းမှာကျွန်တော်မသိဘူး3ရက်ထင်ပြီးစောင်းနေဟဲ့ဒီညပေါ့နော် okay ညရလာ oh be careful he's in your area ဒီထားတွားမင်းရဲ့ area ရောက်နေပြီ okay ဘယ်ရောက်နေရလဲလိုက်ရှာမယ်ရောက်ဘယ်ရောက်နေလဲမင်းကျွန်တော်လည်းမတွေ့သေးဘူးဘာလဲဝမ်းရှာပြီးကြအောင် okay ဟိုမှာလမ်းရှာနေဘာလဲဆိုမရှိဘူး okay ဟာရေကူးနေဟာtomလာချရောက်ကွာအိုဒမ်းမနာပြတော့ငါထောင်ကြဝီးရလာဟူးကြာပါလာကြာပါလားအဲ့ကောင်ခုတ်ကြအောင်ပါလေအဲ့တော့ရောဒီပါဇွန်ဘီမင်းတို့ကလည်းစောင်းရအောင်နော်ဟိုရာ entity တက်တဲ့အခါကျရင်ဒီမှာရေကူးဖုန်းကခဏပြောင်းနေအောင်
ရေကွက်ပုံစံပြောင်းနေမင်းကပြောက်သွားမှာဆိုလို့လေတော့မျိုးရေကွက်ပုံစံတတ်โอเคရေထပ်ဖွင့်ရေရအောင်တော့လေရေကိုရဲ့ချိန်နဲ့တက်အော်ခုနခုမထွက်လာရင်ဒုက္ခရေပန်းပိတ်တော့ငါတင်တက်လို့မရတော့ခုံမိတက်မှရတော့ယော我地位တော့ရဲလေငါလေယေငါဒီyellow ball ကိုတနိုင်ခဲ့ပါပြီမတူရှိရပြလေရပါဘောနော်ယောအောင်ဆုံးလို့မတည်ကြငါဟိုကောင်ကြီးလို့တော့မတည်ဘူးဆိုလို့ရတော့ယောအဆုံးဒီတော့ပဲကျွန်တော်တော်သေးနော်အိမ်မတက်မှာ Okay တော့ဒီနေ့တော့အေးနေပဲနှုတ်ဆက်လိုက်ပါ Goodbye